အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ ADAI မှာပါဝင်တဲ့ Refine ဆိုတဲ့ tool ရဲ့ download tab ဆိုတဲ့နေရာတွေကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်တို့ ADAI ရဲ့ user interface တွေသူ့ကိုအကြမ်းမြင်ကျွန်တော်တို့ဘယ်လိုသုံးပြုလို့ရမလဲဆိုတာကိုရှင်းပြထားပါတယ်တကယ်လို့အဲ့ဒီဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့အောက်က description ထဲက link မှာတွားပြီးတော့ကြည့်ရှုလို့ရပါတယ်ဒီဗီဒီယိုမှာတော့ဒီ ADAI မှာပါတဲ့ Refine tool နဲ့ download tab ဆိုတဲ့နေရာတွေမှာဘာတွေပြုလုပ်လို့ရလဲဆိုတာကိုရှင်းပြပေးပါမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့က grip တွေကိုဖန်တီးခဲ့ကြတယ်ဒါပေမဲ့ grid to grid distance တွေက same ဖြစ်နေတယ်ပေါ့နော်သူတို့ကြားထဲမှာကျွန်တော်တို့ကမတူညီတဲ့တန်ဖိုးတွေကိုထည့်လို့မရသေးဘူးကျွန်တော်တို့ create လုပ်လိုက်တဲ့ tool တစ်ခုကအဲ့တော့ကျွန်တော်တို့ဒီခါမှာ AI ကိုမတူညီတဲ့တန်ဖိုးတွေထည့်လို့ရအောင်ပို့ပြီးတော့ဒီကြဖန်တီးလို့ရအောင်ကျွန်တော်တို့ဖန်တီးခိုင်းပါမယ်အခုဒီနေရာမှာကျွန်တော် NUM message ဆိုတဲ့နေရာမှာ AI ကိုခိုင်းဖို့အတွက်ကျွန်တော်ဒီလိုလေးရင်ရိုက်လိုက်ပါမယ်အဲ့တော့ grip တွေကိုကျွန်တော်တို့မတူညီတဲ့ value တွေနောက်ပြီးတော့ project base point ကနေစပြီးတော့ step value ဖြစ်မဲ့ဟာတွေကိုကျွန်တော်တို့ input လုပ်မယ်ဆိုတဲ့အကြောင်းလေးရေးထားတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရေးထားတာတွေကဒီလိုဒီတိုင်းလေးပဲ simple standard ပေါ့နော်ကိုထည့်ချင်တာတွေကိုတန်းစီပြီးရေးလိုက်တာပေါ့အဲ့တော့တိတ်ပြီးတော့ AI ကနားလည်ချင်မှနားလည်မယ်နားမလည်ဘူးဆိုရင်ကျွန်တော်တို့က result ကထွက်မလာဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီအောက်မှာကိုရေးချင်တာတွေတော့ရေးထားတယ်ဒါပေမဲ့ပို့ပြီးတော့အဆင်ပြေချောချောမွေ့မွေ့လေးဖြစ်သွားအောင်ကျွန်တော်တို့ဘာသုံးလို့ရလဲဆိုတော့ဒီအောက်က refine ဆိုတဲ့ tool လေးကို click လိုက်ပါမယ်ဒါဆိုရင်တော့ AI ကကျွန်တော်တို့ရေးထားတဲ့စာသားပေါ်ကိုအခြေခံပြီးတော့ပို့ပြီးတော့ AI အလုံးလုံးမဲ့ဒီ command ကိုရေးပြီးသွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ခုဒီမှာဆိုရင် grid system ကိုကျွန်တော်တို့ custom spacing project base point ကနေစမယ်ပြီးတော့ vertical တွေ horizontal တွေနောက်ပြီးတော့ naming sequence တွေအားစသူထည့်ပေးပါဆိုတဲ့အကြောင်းကို refine tool လေးကပြင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ AI ကိုခိုင်းတဲ့အခါမှာကိုကဒီလုံးစီပတ်စီကျွန်တော်တို့မရေးနိုင်ဘူးဆိုရင်တော့ကိုပါစီခြင်းတဲ့အချက်လေးတွေကိုရေးလိုက်မယ်ပြီးရင် refine tool ကိုနှိပ်လိုက်ပြီဆိုရင်သူကဒီ sentence ကိုအဆင်ပြေချောချောမွေ့မွေ့ဖြစ်သွားအောင်ပြန်ပြီးတော့ပြင်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒါလေးကိုပို့ကြည့်လိုက်ပါမယ်ခုဆိုရင်တော့ကျွန်တော်တို့ custom grid system ဆိုတဲ့ဒီဘောက်တစ်ခုပေါ်လာတယ်ဒီမှာကျွန်တော်တို့ဘာတွေပါထည့်လို့ရမလဲဆို vertical လား horizontal လားယူလို့ရမယ်နောက်ပြီးတော့ naming တွေ custom ပေးလို့ရမယ်ကျွန်တော်တို့ဒီမှာ prefix ကိုပါထားပြီးဥပမာ G1 2 3ဒါမျိုးကြီးပေးလို့ရမယ်ပေါ့နော်နောက်ပြီးတော့ဒီမှာဒါမှမဟုတ်လည်း1 2 3 4တက်ပဲကျွန်တော်ပေးလို့ရတယ်နောက်ပြီးတော့base point project base point ကနေ millimeter ဘလောက်ကွာဝေးမှာ grid ကိုစပြီးတော့ create လုပ်မယ်ဆိုတာကျွန်တော်ထည့်လို့ရမယ်ပြီးတော့ကျွန်တော်တို့ offset မှာ millimeter လား feet လား meter လားဒါရွေးလို့ရတယ်ကျွန်တော်တို့ distance တွေကိုက meter နဲ့ထည့်ချင်တာလား millimeter နဲ့ထည့်ချင်တာလား grid line length ဆိုတာတော့ဒါကျွန်တော်တို့ပုံမှန်ဆွဲလိုက်တဲ့ grid line length အရှည်ကြီးကိုပါတစ်ခါတည်းထည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့အဲ့ length unit ကိုလည်းကျွန်တော်တို့ဒီမှာ millimeter ဆိုပြီးထည့်လို့ရတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ကခုဒီမှာ grid ပထမဆုံးစာပြီးဖန်တီးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒါကတော့0ပဲကျွန်တော်ရင်ထားလိုက်မယ် grid value ကိုကျွန်တော်9000နောက်တစ်ခါ8000 9000ကျွန်တော်နောက်တစ်ခါ8000က9000 9000ကျွန်တော်ဒီလိုရေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာပါရှိသေးလဲဆိုတော့သူက total 7 grid 1 2 3 4 5 6ခုဆိုတော့ကျွန်တော်တို့ကdistance က6ခုဆိုတော့ grid အဖြစ်ဆိုရင်9ခုဖြစ်သွားမှာပေါ့နော်အဲ့တော့ဆိုတော့သူက total distance ဒီမှာ particle ဆိုပြီးရွေးထားတယ်ကျွန်တော်တို့ကအပေါ်မှာ particle ဆိုပြီးရွေးထားတယ်ဒီ offset တရားကိုကျွန်တော်0ပဲထားလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ create grid ဆိုပြီးနှိပ်လိုက်ပါမယ်ဒါဆိုရင်သူကဒီမှာကျွန်တော်တို့ကို distance gridပေါ့နော်ကျွန်တော်ဒီမှာ9000 8000 9000 8000နောက်တစ်ခါ9000နောက်တစ်ခါ9000ဒါမျိုးကျွန်တော်တို့ grid create လုပ်ပေးသွားတယ်ပေါ့နော်အဲ့တော့သူကဒီမှာ offset က y ကနေသူက -6 ဆိုပြီးတော့ meter ဖြစ်နေတယ်အဲ့ကျွန်တော်တို့ရဲ့ဒီ project base point ကဒီမှာတွားပြီးတော့ဖွင့်ကြည့်မယ်ဆိုရင်ကျွန်တော်ခဏတော့unit ကိုထည့်မိလိုက်လို့ပေါ့နော် okay project base point ကဒီမှာပါအဲ့တော့ဒီမှာသူက y က -6 လို့ရေးထားတယ်ဒါကမီတာနဲ့ဗျမီတာနဲ့ကျွန်တော်ရေးလိုက်မိတာဖြစ်တဲ့အတွက် h က -6 ပေါ့နော် y မဟုတ် h က -6 ဆိုတော့ကျွန်တော်တို့ h location ဆိုတော့ဒီက h direction ဆိုတော့ကျွန်တော်တို့ဒီမှာဒီကိုတွားလာလိုက်6000ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ grid number 1ကဒီ project base point ကနေ-6000မှာစပြီးတော့ create လုပ်လိုက်တယ်ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ကဒီ data ကြပို့ခိုင်းလို့ရတယ်ခဏ refine tool နဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ပို့ပြီးတော့စာသားတွေကတက်ရက်သွားတာဖြစ်တဲ့အတွက် AI ကကျွန်တော်တို့ပို့ပြီးတော့ကောင်းမွန်တဲ့ result တွေထုတ်ပေးလိုက်နိုင်တယ်ပေါ့နော်အဲ့တော့ရင်ဘက်ကပြောခဲ့တဲ့ video ထဲမှာပါသလိုပဲကျွန်တော်တို့ကဒီ
လောက်ထားတဲ့ create to ကိုချက်ချင်းပြန်သုံးခြင်းလဲကျွန်တော်ဒီ play button လေးကိုနှိပ်ပြီးတော့ပြန်သုံးလိုက်လို့ရတယ်ဒါကျွန်တော်ပြန်ပြီးတက်လာတယ်အဲ့လိုမသုံးကျင်တော့ဘူးဆိုလဲကျွန်တော်တို့ကနောက်တစ်ခါပြန်သုံးစေခြင်းနဲ့ဒါမှမဟုတ်တခြားသူတယောက်ကိုသုံးစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့က save တက်ဆိုပြီးနှိပ်လိုက်ပြီးတော့ရင်ဘက်ကလိုပဲကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ category ကလောလောပဲဒီ video ကြည့်နေတဲ့သူက AI ကိုစမ်းသုံးပြုကြည့်လဲဆိုရင်ဒီ grip ဆိုတာတွေမတွေ့ဘူးဆိုရင်ကျွန်တော်တို့ other file ရွေးပြီးတော့ခုကြိုက်တဲ့နာမည်တစ်ခုထပ်ပေးလိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်ထည့်ထားတဲ့အတွက် grip ဆိုတာဒီမှာရှိနေတာပေါ့နော်ကျွန်တော် grip ထဲကိုထည့်လိုက်မယ်ကျွန်တော် custom grip 2လို့ရေးလိုက်မယ်ပြီးတော့ save ထားလိုက်ပါမယ်အဲ့တော့ဒီလို save ထားတဲ့ဟာကိုကျွန်တော်တို့ကဒီသူများတွေကို share လုပ်ပြီးတော့သုံးပြခြင်းနဲ့ဆိုရင်ကျွန်တော်တို့က manage tab ထဲကိုသွားပါမယ် manage tab ထဲကိုသွားပြီးတော့ကျွန်တော်တို့ကဒီ custom grid 2ဆိုတဲ့ဟာလေးကို sharing လုပ်လိုက်ပါမယ်အဲ့တော့ share is public ဆိုပြီးတော့ကျွန်တော်က share နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီ AI ကိုအသုံးပြုနေကြတဲ့ user တွေချင်းချင်းကြားထဲမှာကျွန်တော်တို့ကဒီဥစ္စာကိုလွယ်တကူယူသုံးလို့ရပြီပေါ့နော်အဲ့တော့လူတိုင်းကဒီစာကြီးကို copy ကူးပြီးတော့ကျွန်တော်တို့က AI ကိုပြန်ခိုင်းနေပြမလို့တော့ဘူးသူများ create လုပ်ထားတဲ့ဟာကိုကျွန်တော်ပြန်ယူသုံးလိုက်လို့ရတယ်အခုဆိုရင်ကျွန်တော် create လုပ်ထားတဲ့ဟာကိုဒီ AI တခြား user တွေအသုံးပြုလို့ရအောင်ကျွန်တော် share လုပ်ပေးလိုက်ပြီအဲ့တော့ share လုပ်လိုက်တဲ့ဟာကိုကျွန်တော်ဘယ်မှာသွားကြည့်ရမလဲဆိုရင်ဒီ download test ဆိုတာလေးကိုသွားကြည့်ပါမယ်အဲ့တော့ smart tech community ဆိုတဲ့ file လေးပေါ်လာရင်အပေါ်ဘုံမှာကျွန်တော်တို့ custom grid 2ဆိုတာလေးပေါ်နေပါလိမ့်မယ်ဒါခဏမှကျွန်တော် share လိုက်တာပါအဲ့တော့ဒီမှာကျွန်တော်ရဲ့ user name ပေါ်မယ်ဒီအောက်မှာ comment ရှိမယ်ဒီ comment ကိုကျွန်တော်တို့က copy ကူးပြီးတော့ကိုယ့်ဘာကိုလည်းမှယူထည့်လိုက်လို့လည်းရသလိုဒီ download လုပ်လိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင် create လုပ်ထားတာဖြစ်တယ်ကျွန်တော် download လုပ်ခွင့်မပေးဘူးပေါ့နော်အဲ့တော့ဒီမှာ check line က horizontal ကို vertical ကို နော်တယ်ဒီဥစ္စာဖန်တီးထားတာရှိတယ်နောက်တစ်ခုက count wall တဲ့ကျွန်တော်တို့ဒီမှာwall တွေကိုကျွန်တော်တို့count လုပ်ဖို့အတွက်သူကခိုင်းထားတယ်ပေါ့နော်အဲ့လေဆိုရင်ကျွန်တော်တို့ကတကယ်လို့ဒီ command ကိုကျွန်တော်တို့ကအသုံးပြုခြင်းနဲ့ကျွန်တော်တို့လည်းဒီဟာကိုလိုအပ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ download ဆိုတာလေးကိုနှိပ်လိုက်ပါမယ်โอเคဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ manage test ထဲမှာပေါ့နော် manage test ထဲကဒီထဲမှာကျွန်တော်တို့က download test ဆိုတာကိုတွားလိုက်ပါမယ် download tab ထဲမှာကျွန်တော်ခဏတော့ download ဆွဲထားတဲ့ count wall ဆိုတာလေးလာပို့နေပါတယ်ဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ AI ကိုဒီထဲမှာစာတွေရိုက်ပြီးတော့ပို့နေပြမလို့ဒီမှာ run ဆိုတာလေးကိုနှိပ်လိုက်အောင်မယ်အဲ့တော့သူကဒီမှာဒီဟာကို run ပြချင်လားမေးတယ်ကျွန်တော် yes လို့နှိပ်လိုက်ရင်သူကျွန်တော် project ထဲမှာရှိတဲ့ wall တွေကိုရေးတွက်ပေးမယ်ပေါ့ဒီမှာတော့0လို့ပြမယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှိမှာ wall မရှိလို့အဲ့တော့ကျွန်တော်နောက်မှာ wall ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ run လိုက်ပါမယ်ဟုတ်ဒီတစ်ခါမှာတော့အောက်မှာ total wall ဆိုပြီးကျွန်တော်တို့ဒီမှာလာပြီးတော့ပြတယ် total wall ရင် project 4ဆိုပြီးပြတယ်သူရဲ့ wall thickness เนาะဒီ type ပေါ့ generate 200mm 4 wall ဆိုပြီးတော့ကျွန်တော် wall type ကိုပါခွဲခြားပြီးတော့ပြသပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ AI ကိုအသုံးပြုတဲ့နေရာမှာဘာအားသာချက်ရှိလဲဆိုပုံမှန်ကျွန်တော်တို့ plugin တွေယူသုံးတဲ့အခါမှာသူပေးထားတဲ့ do တစ်ခုဒီဟာပဲသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီရွေချက်တစ်ခုပဲသုံးလို့ရတယ်နောက်တစ်ခုသုံးနေတယ်ဆိုရင်နောက်2တစ်ခုကိုထပ်ရှာရမယ်အဲ့တော့ဒီ AI မှာတော့ကျွန်တော်တို့ဒီသုံးနေတဲ့ user တွေချင်းချင်းကသူတို့တွေဟို idea တွေအများကြီးကိုကျွန်တော်တို့ကဖန်တီးထားပြီးတော့သူတို့အဆင်ပြေသွားတဲ့ idea တွေ test တွေကိုကျွန်တော်တို့ကဒီမှာဒီ community ထဲမှာ sharing လုပ်လိုက်လို့ရတယ် sharing လုပ်လိုက်လို့ရတာဖြစ်တဲ့အတွက်ကျန်တဲ့သူတွေကလည်းဒီဟာတွေကိုကျွန်တော်တို့ reference ယူပြီးတော့ပဲဖြစ်ဖြစ်ဓာတ်ရိုက်အသုံးပြုလို့ရတယ်ဆိုလဲဓာတ်ရိုက်အသုံးပြုလို့ဆိုရင်ကျွန်တော်တို့ download လုပ်ပြီးတော့တစ်ခါလေးတန်းပြီးတော့အသုံးပြုလို့ရတယ်အဲ့အတွက်တခြား plugin တွေနဲ့မတူတာကကျွန်တော်တို့ကဒီ user တယောက်ချင်းပြ idea တစ်ခုပဲထွက်စေအောင်ကျွန်တော်တို့ user တွေအများကြီးများလာတဲ့အခါမှာကျွန်တော်တို့ကဒီမှာ tools တွေအများကြီးဖြစ်လာမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကကိုယ်တွေလိုအပ်တဲ့ tools တွေကိုကျွန်တော်တို့တစ်ခါတည်းမှာကိုယ်တိုင်အောင်လုပ်နေပြလုပ်ချင်မှလုပ်လို့လိုမယ်ပေါ့နော်ဟိုဒီမှာတော့ယူသုံးလိုက်လို့ရတယ်ပေါ့နော်ဒီဟာတွေကိုကြည့်ပြီးတော့လဲကိုယ် idea အသစ်တွေကျွန်တော်တို့ထွက်သွားနိုင်တယ်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ဘာ creation လုပ်တခြားသူသုံးလို့ရအောင်ကျွန်တော် share လုပ်ပေးလို့ရတယ်အခုလောလောပဲဆိုကျွန်တော်တို့ဒီမှာpage မှာ page 9ခုနဲ့ test က83ခုအောင်ရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲမှာအသုံးပြုလို့ရတဲ့ test တွေ share ထားတာ83ခုရှိရတဲ့ user တွေကပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီထဲမှာလိုအပ်တဲ့ဟာတွေကျွန်တော်ယူသုံးလို့ရတယ် reference ယူပြီးတော့လဲကိုယ့်ဘာကိုနောက်ထပ်ပိုကောင်းတဲ့ဥစ္စာတွေ create လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနည်းအားဖြင့်ကျွန်တော်တို့ကAI ကို
ကျွန်တော်ရေးထားတဲ့ file လေးတွေကို refine လုပ်ခိုင်းလို့ရမယ်ပြီးတော့ဟို share လုပ်လို့ရမယ်သူများ share လုပ်ထားတဲ့ဟာကိုလည်းကျွန်တော်တဆင့်ပြန်ပြီးတော့သုံးလို့ရပါမယ်အဲ့တော့ကျွန်တော် refine လုပ်တာနဲ့ပတ်သက်ပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ပြပါမယ်အဲ့တော့ဒီခါမှာတော့ကျွန်တော်ကMEP system type ပေါ့နော် dev system type ကို create လုပ်ခိုင်းပါမယ်အဲ့တော့dev system create လုပ်မယ်အဲ့ကျွန်တော် user က color တွေအဲ့ system type ကို color တွေ system name နေနောက်ပြီးတော့ကျွန်တော်တို့က system type တစ်ခု create လုပ်တယ်ဆိုရင်ဥပမာဟို supply fresh air လို့ဟာမျိုး create လုပ်မယ်ဆိုရင်ကျွန်တော်တို့က system type က supply ပေါ်မှာအခြေခံပြီးတော့ duplicate ပွားတယ်ပြီးတော့ကျွန်တော် fresh air လို့နာမည်ပေးရတော့မှကျွန်တော် kitchen exhaust type ကို system type ကို create လုပ်တယ်ဆိုရင်လည်းကျွန်တော်တို့က exhaust ရှိပြီးသား exhaust ပေါ်မှာမူတည်ပြီးတော့ duplicate လုပ်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကအခု AI ကိုခိုင်းတဲ့အခါမှာဒီ two step မှာဘယ် system type ကိုအခြေခံပြီးတော့မှအသစ်ကို create လုပ်မလဲဆိုတာပါတခါတည်းပါပြီးခြင်းတဲ့အတွက်base system type ဆိုတာပါကျွန်တော်ရိုက်လိုက်ပါမယ်အဲ့တော့ဒီတိုင်းကြည့်တဲ့အခါမှာကျွန်တော်တို့ရေးထားတာတွေကနည်းနည်း AI နားလည်ဖို့အတွက်ခက်ခဲမယ်ဆိုခက်ခဲနိုင်တယ်ပေါ့နော်အဲ့တော့ဒီတိုင်းလေးပဲကျွန်တော်လိုချင်တဲ့ချက်တွေကိုခြာရေးထားတယ်အဲ့တော့ refine လေးကိုနှိပ်လိုက်ပါမယ်Okay refine ကိုနှိပ်လိုက်တဲ့အခါမှာသူကဒီမှာ system type ဖန်တီးခိုင်းမယ်ပေါ့နော် user ကရွေးချယ်မဲ့ base system type ပေါ်မှာနောက်ပြီးတော့ color သတ်မှတ်မယ် name ပတ်မယ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့confirm successful creation ဆိုတာပါ confirm ထပ်လုပ်ပေးမယ်ဆိုပြီးတော့ရေးထားတယ်အဲ့တော့ကျွန်တော်တို့ဒါလေးနှိပ်လိုက်ပါမယ် Okay အခုဆိုရင်တော့ကျွန်တော်တို့ create new test system type ဆိုပြီးပေါ်လာတယ်ကျွန်တော်တို့ဒီမှာအသစ်ရိုက်မယ်ဥပမာကျွန်တော် fresh air လို့ရိုက်လိုက်မယ် flatline ပေါ်မှာအခြေခံမယ်ကျွန်တော်တို့ဒီမှာအဲ့တော့ okay အဲ့တော့တကယ်တမ်းကတော့ဒီမှာဒီ UI ပေါက်လေးတွေပေါ့ဒါဆိုရင် AI ကဖန်တီးလိုက်တာတိတ်မသေးတတ်ဘူးပေါ့နော်ကျွန်တော်ဒီအောက်မှာ confirm တို့ cancel တို့နှိပ်လို့ရတဲ့ဟာလေးတွေကမှိတ်ဒီတဝက်တစ်ပြက်တွေဖြစ်နေတယ်ပေါ့ဒါတွေကကျွန်တော်ကိစ္စမရှိပါဘူးကျွန်တော်တို့ဒီ AI ကိုနောက်ွယ်ကနေပြီးတော့ကျွန်တော်တို့ဖန်တီးပေးနေတဲ့သူကဒီ error တွေကိုကျွန်တော် report လုပ်လို့ရတယ်ပေါ့နော် report လုပ်လိုက်တဲ့ကိစ္စကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေကြာရင်လည်းဆက်ပြီးတော့ဘယ်လို report လုပ်လို့ရမယ်ဆိုတာမျိုးရှိလာခဲ့တဲ့အခါမှာကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးပါမယ်လောလောဆယ်တော့ဒီဟာက test လုပ်နေတဲ့ချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့တေချာ report လုပ်အောင်နေရလို့မရှိသေးဘူးပေါ့နော်အဲ့တော့ခုဒီမှာတော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ဒါကို report လုပ်လိုက်မယ်ဆိုရင်ဒီပေါက်ကိုကြည့်ကောင်းတော့ကျွန်တော်ပြင်ပေးလိုက်မယ်ပေါ့နော်ဒီဟာတကယ်လည်းအလုပ်လုပ်ပြီးဆိုရင်အဲ့တော့ကျွန်တော်တို့ဒီမှာခု fresh air supply ရဲ့ကျွန်တော်တို့ကဒီမှာ color ဘာပေးမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့ကိုဒီပန်အောင်လေးပေးလိုက်မယ် color ရွေးပေးလိုက်တယ်အဲ့တော့ fresh air supply ပေါ်မှာအခြေခံမယ်အဲ့တော့သူကဒီမှာ line pattern တွေဘာတွေကဖတ်သူဘယ်ဟာတွေပါမယ်ဆိုတော့ရေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ create နေလိုက်မယ် okay အဲ့တော့သူကဒီဘက်ပေးမှပြသွားတယ်ကျွန်တော်တို့ကfresh air အသစ်ဖန်နေလိုက်တယ် supply ရေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာသွားကြည့်မယ်တက်တိုင်မှာ DT မှာကျွန်တော်တို့ fresh air ဆိုပြီးဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ okay ဒါကျွန်တော် archive ဖြစ်နေတဲ့အတွက် okay ဖွင့်ထားတယ်ကျွန်တော်ဒီမှာ1000နဲ့ရိုက်လိုက်ပါမယ် okay ဒီမှာကျွန်တော်တခါတည်း color ပါပြီးသားပေါ့နော် color ပါပြီးသားခဏတော့ဒီအလေးနဲ့ okay ဒီမှာဆိုရင် line color ကိုကျွန်တော်တခါတည်းမြင်ရပါမယ်သူ select ထောက်ပြီးကျွန်တော်တို့ test system type မှာတွက်ကြည့်မယ်ဆိုရင် graphic override မှာ material ဒီမှာ cyan ဆိုပြီးထည့်ပေးသွားတယ် material မှာတော့သူက fresh air မှာတခါတည်း material create လုပ်ပေးသွားတယ်ပေါ့နော်ဒီမှာတော့သူက graphic ကိုမှလည်း okay သူဒီမှာလည်းအရောင်တခါတည်းထည့်ပေးသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကိုယ့်ဘာကိုလိုက်ပြီးတော့တခုချင်းပြီး material တွေကိုလည်း duplicate name တွေပါတယ်ပြီးလုပ်နေကြမလို့တော့ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကတခုတည်းပဲ system ငါဖန်တီးသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ project တစ်ခုစတဲ့အခါမှာ system type တွေအများကြီးကိုတစ်ပြိုင်နက်ဖန်တီးကျင်တာဆိုရင်ကျွန်တော်ကဒီဟာလေးကိုတော့ကိုယ့်ဘာကိုပြင်လိုက်မယ်သူက a new ဆိုပြီးတော့တစ်ခုဖြစ်နေတဲ့ဟာမှာကျွန်တော်က multiple လို့ပြောင်းရိုက်လိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့စက်တိုက်အများကြီးဖန်တီးနိုင်မလားပေါ့နော်โอเคဒီခါမှာတော့ကျွန်တော်တို့ခဏကဟာတဲ့ပိုကောင်းတဲ့ box တစ်ခုထပ်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဒီမှာ add row ပါညာထပ်ပြီးတော့ပေါ်လာတယ်အောက်မှာ clear all cancel create all ကုန်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ system type တွေကိုတစ်ထည့်ရိုက်လို့ရတယ်ကျွန်တော်ဥပမာ
KED လို့ကျွန်တော်ရလိုက်မယ် base system type ကိုကျွန်တော်တို့ဒီမှာ Azure select color ကျွန်တော်တို့ဒီအောင်ထားလိုက်မယ်ဗျာဒီမှာဆိုရင်သူက select color ဘေးနားဘောင်လေးကအစအနီအောင်လေးဖြောင်းပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာဘာထည့်လို့ရမလဲကျွန်တော်တို့တခြားပေါ့နော် okay so okay ကျွန်တော်ဒီရအောင်ထည့်မယ်အဲ့တော့ဒါမျိုးကြီးထည့်လိုက်ပဲကျွန်တော်ပြီးတော့create all ဆိုပြီးတော့နှိပ်လိုက်မယ်အဲ့ဆိုရင်သူကဒီဘက်ဘေးနားမှာကျွန်တော် test system အတိုင်းနှစ်ခုပြီးသွားတယ်ဆိုတဲ့အကြောင်းပြတယ်ကျွန်တော်တို့ဒီမှာ tag ကို select မှတ်ကြည့်မယ်ဒီမှာ okay carpet Azure ကျွန်တော်တို့ဒီမှာ color ပြောင်းတယ်နော်နောက်တစ်ခါကျွန်တော်တို့ KED အဲ့ကျွန်တော်ဒီမှာ color ပြောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလွယ်ကူကူမြင်မြင်ဆန်းဆန်းနဲ့ပဲဒီ system type တွေအများကြီးကို design နဲ့ဖန်တီးသွားလို့ရတယ်သူမှာ material လေးကျွန်တော်တို့ကဟိုထည့်ပြီးထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာခါတယ် material color ပါထည့်ပြီးသားဖြစ်တဲ့အတွက်ထက်ရဲ့ shape တက်လောက်လိုက်တဲ့အခါမှာကျွန်တော် color တစ်ခါလေးတန်းဝင်သွားပြီးသားဖြစ်မယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်ဒီ test system တိုင်း10မျိုးလောက်သာကျွန်တော်တို့ထည့်ရမယ်ဒါမှမဟုတ်5မျိုး6မျိုး9မျိုးဆိုရင်တစ်ခုချင်းစီကို material ထည့်မယ်ကျွန်တော်တို့ color တွေထည့်မယ် light ယူရမယ်ဒါမျိုးကြီးကြားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ color ကုန်းနဲ့ဘယ်အရောင်တွေဘယ် system type ကိုတော့ဘယ်အရောင်တွေသုံးမယ်ဆိုတာကျွန်တော်တို့မှာတစ်ခါလေး list ရှိတဲ့အခါမှာခဏမှဒီလိုမျိုး test ကိုတစ်ခါလေးကျွန်တော်တို့ run လိုက်တဲ့အခါကြာရင်ဒီမှာတန်းပြီးတော့ color တွေထည့်မယ်နာမည်တွေထည့်မယ်ရွေးပြီးတော့ create လုပ်လိုက်တာနဲ့ကျွန်တော်တို့ရှိသမျှ test system တွေဖန်တီးသွားလို့ရမယ်ပေါ့နော် byte system လည်းကျွန်တော်တို့ထိုနည်း၎င်းဖန်တီးလို့ရပါတယ်တကယ်လို့ဗီဒီယိုကြည့်နေတဲ့သူတွေမှာ AI user ကိုစပြီးတော့အသုံးပြုနေတဲ့သူရှိရဆိုရင်လည်းစမ်းကြည့်လို့ရပါတယ်ဟုတ်တကယ်တော့ကျွန်တော်တို့ဒီ download test ထဲမှာကိုဒီခဏက test system byte system နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ share လုပ်ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီထဲမှာလည်းကျွန်တော်တို့သွားပြီးတော့ရှာကြည့်လို့ရပါတယ်ခုဆိုရင်တော့ကျွန်တော်တို့က AI ရဲ့ refine tool တွေ download test တွေမှာကျွန်တော် download တွေဘယ်လိုပြုလုပ်လို့ရပြီးတော့အဲ့လောက်ထားတဲ့ test တွေကိုကျွန်တော်တို့ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာကိုသိသွားလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်တာတွေမေးချင်ခဲ့တာတွေရှိရင်အောက်က comment တွေမှာရေးထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်